စပြီးတော့တိုက်ခိုက်ခဲ့တယ်ဒုတိယပတ်လောက်ကနေစတင်တိုက်ခိုက်ပြီးတော့2024ခုနှစ်နိုဝင်ဘာ22 23 24ဝန်းကျင်မှာအကြမ်းဖက်သမားတွေကချင်လက်နက်ကိုင်သဘော KIA နဲ့ NUG ရဲ့ဒီလက်အောက်ခံ PDF အဖွဲ့တွေစစ်ဒေသ1ရဲ့လက်အောက်ခံအင်းတော်ကတာကမ်ဘလူပတ်ဝန်းကျင်နဲ့ဒီတကောင်းထီးကျင်ကပခပပအပအဖွဲ့တွေစုပြီးတော့တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်ဒီနေရာမှာဒီထီးကျင်မျိုးကိုတိုက်ခိုက်ဖို့အတွက်2021ခုနှစ်နိုဝင်ဘာလောက်တက်ကဖွဲ့စည်းထားတဲ့ထီးကျင်ပခပကအဖွဲ့တွေလည်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်ထီးကျင်မျိုးကအင်မတန်အရေးပါတဲ့ထီးကျင်တရားကြီးကလည်းဒီ check point မှာရှိနေတယ်စကိုင်းတိုင်းကိုလည်းဆက်သွယ်ပေးထားတယ်အရှိဘက်မှာရှိနေတဲ့ကချင်ပြည်နယ်မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်ကိုလည်းချိတ်ဆက်ထားတယ်တရားကြီးကလည်းထိုးထားတာဖြစ်တဲ့အတွက်ဒီကတာလိုမျိုးကတာရဲ့အရှိဘက်ပလေရွှေဘက်မှာချိတ်ဆက်ထားတာထက်ပို့ပြီးတော့အဆင်ပြေချုံးမွေတယ်ကတာထက်ပို့ပြီးတော့လည်းအရေးပါအရာရောက်တယ်ဒါကြောင့်မလို့အကြမ်းဖက်သမားတွေကထီးကျန်မျိုးသိမ်းတိုက်ပွဲဆိုပြီးတော့တိုက်ခိုက်ခဲ့တယ်ဒါပေမဲ့ထီးကျန်မှာရှိနေတဲ့နေမြေကန်တိုင်ရင်တပ်ဖွဲ့တွေကအကြမ်းဖက်သမားတွေရဲ့ဝိုင်းဝန်းပိတ်ဆို့မှုတွေကိုတံပြန်တိုက်ခိုက်ခဲ့တယ်တမတော်လေရဲ့လေကြောင်းပစ်ကိုတွေနဲ့ကင်းထောက်မှုတွေကြောင့်အကြမ်းဖက်သမားတွေထိခိုက်ဒေဆုံးမှုများစွာနဲ့ဆုတ်ခွာသွားခဲ့ရတယ်အဲ့ဒီအချိန်တုန်းကထီးကျန်မျိုးကကြားလူကြခင်တော့ဖြစ်သွားခဲ့တာပါထီးကျန်မျိုးရဲ့ကန်တန်းမှာရှိနေတဲ့ဒီမြသိန်းတန်ဇေဒီကုန်းနဲ့ဒီမျိုးရဲ့အတွင်းဘက်ဒီ AR ဘန်အနီးမျိုးမစီပတ်ချလေတွေမှာတမတော်စစ်ကြောင်းတွေကအကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုတွေကိုခုခံကာကွယ်ခဲ့ရတယ်မြစ်ရဲ့အရှိဘက်မြတောင်ဘက်မှာဆိုလို့ရှိရင်လည်းတရားလုံခြုံရေးယူထားတဲ့အဖွဲ့တွေကိုငါအိုးကနေလာတဲ့ကချင်လက်နက်ကိုင်သဘော KIA ရဲ့အကြမ်းဖက်အဖွဲ့တွေရဲ့ထောက်ပံ့မှုတွေနဲ့ဖွဲ့စည်းထားတဲ့ PDF အဖွဲ့တွေကိုတကောင်းကနေချီတက်လာတဲ့ပလောင်လက်နက်ကိုင်သဘော TNLA လက်နက်တပ်ဆင်ပေးထားတဲ့မန္တလေး PDF တကောင်းပကပမိုးကုတ်ပကပအဖွဲ့တွေကပါဝိုင်းဝန်းပိတ်ဆို့ပြီးတော့တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်ဒီလိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်လိုက်တယ်ဆိုပေမဲ့လည်းဒီထိကြိုက်မျိုးမှာရှိနေတဲ့နေမြေကန်တရင်တပ်ဖွဲ့တွေမျိုးဆောင်တပ်တွေကခုခံကောက်ွယ်ပြီးတော့မလျှော့သောဇွဲမလျှော့သောလုံးလာတွေနဲ့အကြမ်းဖက်သမားတွေကိုဝင်ရောက်စိတ်ဝင်လို့မရအောင်နောက်ဆုံးအချိန်ထိမျိုးရဲ့90ရာခိုင်နှုန်းကိုအကြမ်းဖက်သမားတွေဝင်ရောက်ဖျက်ဆီးစိတ်ဝင်လာတာကိုတော့မှခေါင်းတာပြန်ဝင်ပြီးတော့အကြမ်းဖက်သမားခဲ့တာဖြစ်ပါတယ်ဒါကြောင့်အကြမ်းဖက်သမားတွေရဲ့ဒီထိကြိုက်မျိုးသိမ်းတိုက်ပွဲပထမဦးဆုံးစတင်ဖော်ဆောင်တဲ့ထိကြိုက်မျိုးသိမ်းတိုက်ပွဲမှာတွေကထိခိုက်ဒေဆုံးမှုများစွာနဲ့ဆုတ်ခွာခဲ့ရတယ်ကျွန်တော်တို့နောက်ပိုင်းရရှိတဲ့သတင်းတွေအရာအလင်းဝင်လာတဲ့ညီငယ်တွေရဲ့ပြောပြချက်အရာထိကြိုက်မျိုးသိမ်းတိုက်ပွဲပထမအချိန်မှာအကြမ်းဖက်သမားတွေကချင်လက်နက်ကိုင်သဘော KIA ကို NUG PP အုပ်စုရဲ့သုံးချက်ကန် PDF တွေကိုအယောက်40ကျော်ထိခိုက်ဒေဆုံးခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီကလေးကစပြီးတော့ထိကြိုက်မျိုးကိုထိကြိုက်တရားကိုညတောင်ကိုအကြမ်းဖက်သမားတွေလုံးဝထိန်းချုပ်နိုင်ခြင်းမရှိဘဲနဲ့ဆုတ်ခွာပေးလိုက်ရတယ်အဲ့ဒီအချိန်မှာအကြမ်းဖက်သမားတွေရဲ့အလုံးစီလမ်းကြောင်းကလုံးဝပွင့်နေတာပါဘာကြောင့်လဲဆိုတော့2024ခုနှစ်ဒီဇူလိုင်ဩဂတ်ပတ်ဝန်းကျင်တွေမှာတပေချင်းကိုလက်လွတ်ထားရတယ်တကောင်းကိုလက်လွတ်ထားရတယ်တမတော်စစ်ကြောင်းတွေကတဖြည်းဖြည်းနဲ့မန္တလေးဘက်ထိဆုတ်ခွာလာတဲ့အချိန်ထိကြိုက်ကိုသွားနိုင်တဲ့အလုံးစီလမ်းကြောင်းဝါဖြူတော်ပေါ်တော်လန်းဆိုတပိတ်ချင်းတကောင်းအားလုံးကိုလက်လွတ်ထားရတာဖြစ်တဲ့အတွက်စစ်ကူလုံးဝမလာနိုင်တဲ့အခြေအနေဖြစ်ပါတယ်။တစ်ဖက်ကပြန်ကြည့်ရင်လည်းဒီထိကြံမျိုးရဲ့အရှေ့မြောက်ဘက်မှာရှိနေတဲ့ရွှေကူငအိုးလမ်းပိုင်းမှာကချင်လက်နက်ကိုင်တဲ့ပုံ KIA ကမဘိန်းကနေခြိတက်လာပြီးတော့ဒီရွှေလီတရားငအိုးရွှေလီတရားပေါ့အဲ့မှာအခြေပြုတ်ပြီးတော့စုဖွဲ့မှုတွေပြုလုပ်ပြီးဒီထိကြံကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီလိုတိုက်ခိုက်ခဲ့ပေမဲ့လည်းထိခိုက်သေးဆုံးမှုများစွာနဲ့ဆုတ်ခွာခဲ့ရတယ်။ပထမအကြိမ်တိုက်ခိုက်မှုကဒီတကောင်းကိုသိမ်းပိုက်ပြီးတဲ့နောက်ဩဂတ်လထဲမှာလာရောက်တိုက်ခိုက်ခဲ့တဲ့ထိခိုက်သေးဆုံးမှုများသွားတယ်။ဒုတိယအကြိမ်လာရောက်တိုက်ခိုက်ခဲ့တယ်2024နိုဝင်ဘာမှာလာပြီးတိုက်တယ်ထပ်ပြီးတော့ထိခိုက်သေးဆုံးမှုများပြီးဆုတ်ခွာသွားတယ်2025ခုနှစ်မှာတော့ဒီအကြမ်းဖက်သမားတွေကအင်းတော်နဘာလန်းဆောင်အင်းတော်မှာရှိနေတဲ့ဒီတပ်မ89ရဲ့ဂျပန်လှိုင်းကိုတက်စကန်တွေကိုလုံးဝတိုက်ခိုက်ပြီးတော့ဒီရွှေဘုံမြကြီးနားလမ်းပိုင်းကြီးကိုသိမ်းပိုက်ထားတာပါရွှေဘုံမြကြီးနားလမ်းပိုင်းကြီးကိုသိမ်းပိုက်ထားတာဖြစ်တဲ့အတွက်ဒီရွှေဘုံမြကြီးနားလမ်းပိုင်းအင်းတော်နဲ့မဲစာဒီကမ်ဘလူကောလင်ပတ်ဝန်းကျင်နဲ့ချိတ်ဆက်ထားတဲ့ပင်မလမ်းပိုင်းကြီးကနေဒီကြောက်ကုန်းလမ်းဆောင်ဆိုတာရှိပါတယ်ကြောက်ကုန်းလမ်းဆောင်ကနေထိချိုင်ကိုလာမယ်ဆိုရင်ဂျားမှာရွာစင်ငွေငယ်တွေရှိသေးတယ်မဲစာမြစ်ကိုဖြတ်တန်းထားတဲ့ဒီကွမ်တုံတို့ဒီရွာလေးတွေကိုဖြတ်တန်းပြီးတော့အလေတော်အောင်တာကုန်းအဲ့ဒီကျေးရွာတွေကနေတဆင့်အကြမ်းဖက်သမားတွေကထိချိုင်မျိုးရဲ့အနောက်ဘက်ကနေရောထိချိုင်မျိုးရဲ့အရှေ့ဘက်ဒီမြလေတောင်ကတ်ကူလမ်းဆောင်အဲ့ဒီနေရာတွေကနေဒီဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာပါဒါပေမဲ့ထိချိုင်မှာရှိနေတဲ့မျိုးဆောင်တက်ကအင်မတန်မာတယ်ဒီခေါင်းပေါင်းတွေကစပြီးတော့အရာရှိစစ်တွေအားလုံးကမလျှော့သောဇွဲလုံးလာနဲ့ကြံ့ကြံ့ခံပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တယ်ဒါပေမဲ့အကြမ်းဖက်သမားတွေရဲ့မြို့သိမ်းတိုက်ပွဲဖော်ဆောင်တိုင်းမြို့တွေပြက်ရတာဖြစ်တဲ့အတွက်ဒီထိကျမြို့သိမ်းတိုက်ပွဲပထမအကြိမ်ပြုလုပ်တဲ့2024ခုနှစ်ဩဂတ်လဒုတိယအကြိမ်တိုက်ပွဲဖော်ဆောင်တဲ့2024ခုနှစ်နိုဝင်ဘာနှစ်ကြိမ်ထဲမှာလည်းအကြမ်းဖက်သမားတွေဒီစစ်ဦးကြိုးပြီးတော့ထိခိုက်ဒေဆုံးမှုများခဲ့တာပါပထမအကြိမ်ထိခိုက်ဒေဆုံးမှုမှာအယောက်40နီးပါးဒုတိယအကြိမ်လာရောက်တိုက်ခိုက်မှုမှာလည်းတပ်မတော်ကလေကြောင်းပစ်ကူတွေတံပြန်ပစ်ခတ်မှုတွေကြောင့်ဒီထိကျိန်တရားရဲ့အဝမှာရှိနေတဲ့ထိကျိန်တရားလုံခြုံရေးကင်းမြို့ရဲ့ဒီမြို့မစီပတ်ဝန်းကျင်ဆေးရုံနောက်ပြီးတော့ဒီညသိန်းတန်ပတ်ချလေကနေတံမြန်ထိုးစစ်ဆင်ခဲ့တာကြောင့်ဂျမ်ဘတ်သမားတွေက AR မြစ်ရဲ့အနောက်ဘက်မှာရှိတဲ့အင်းတော်လမ်းစုံဘက်ထိဒီကြောက်ကုန်းလမ်းစုံဘက်ထိဆုတ်ခွာသွားကြရရှိတယ်လို့ AR မြစ်ရဲ့အရှေ့ဘက်မှာရှိနေတဲ့ဂျမ်ဘတ်သမားတွေကလည်းဒီငအိုးဘက်ကိုဆုတ်ခွာသွားတယ်ပလောင်လက်နက်ကိုင်တဲ့ပုံ TNL နဲ့မိုးကုတ်ပြူဟာကကြတော့ဒီတကောင်းနီကယ်ဆက်ရုံမောင်းကုန်းလိုအုပ်ဖို့လို့စားတဲ့နေရာတွေအထိကိုဆုတ်ခွာလာကြရတာဖြစ်ပါတယ်အဲ့ဒီကနေမှဒီအကြမ်းဖက်သမားတွေကစစ်ရေးအခြေအနေမလှတော့တဲ့အချိန်တမတော်ကလည်းတောက်လျှောက်တံမြန်ထိုးစစ်တွေပြုလုပ်လာတာကြောင့်အကြမ်းဖက်သမားတွေမှာသူ့ရဲ့အခြေအနေကလုံးဝဒီကြောမလို့ဖြစ်လာတယ်
တစ်ဖက်ကပလောင်လက်နက်ကိုင်တဲ့ပုံ TNL ကတော့2025ခုနှစ်ကုန်တွေကမိုးကုတ်မိုးမိတ်ကိုလက်လွတ်လိုက်တာဖြစ်တဲ့အတွက်တပ်မတော်စစ်ကြောင်းတွေကတပိတ်ချင်းဝါဖြူတောင်ဖော်တော်လန်းဆိုအဲ့ဒီကနေမိုးကုတ်လန်းကိုတင်ပိုက်လိုက်တယ်2026ခုနှစ်ဒုတိယပတ်ထဲမှာတော့ဒီတွင်းငယ်အဲ့ဒီကနေမှဒီမိုးမိတ်လန်းကိုဆက်လက်ထိုးစစ်ဆင်လာတာအခု82နှစ်မြောက်တပ်မတော်နေအထိတ်အမှတ်အနေနဲ့တာက73ကနေချီတက်လာတဲ့တပ်မတော်စစ်ကြောင်းကြီးတွေကဂုံပြုတ်ပြီးတော့လမ်းမကြီးနှစ်ခုကိုဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်24ရက်နေ့ကတွင်းငယ်မိုးမိတ်လမ်းပိုင်းကိုလုံးဝထိန်းချုပ်ပြီးတော့အကြမ်းဖက်သမားတွေစိုးသူတော်ဆိုဥဆောင်တဲ့အကြမ်းဖက်အဖွဲ့တွေမန္တလေး PDF Tribune ဟာမိုးကုတ်ဗျူဟာနောက်ပြီးတော့ဒီမြင်းညံကနေလာပြီးတော့မိုးကုတ်မှာအဖျားနားမှာနေကြောက်ခိုးတူးမယ်ဆိုတဲ့အောက်တကျဲမိုက်ခဲအဖွဲ့တွေ ABSD ရဲ့အဖွဲ့တွေအများအပြားကြောင်ပိတ်မိနေပါတယ်ဒီနေရာတွေကိုလည်းတပ်မတော်စစ်ကြောင်းတွေကလိုက်လံတိုက်ခိုက်နေစေဖြစ်တယ်လို့အခုထီးချိုင်မျိုးကိုလည်းအကြမ်းဖက်သမားတွေကဆက်လက်သိမ်းပိုက်ဖို့အတွက်2026ခုနှစ်ဇန်နဝါရီလ28ရက်နေ့ကတတိယအကြိမ်မျိုးသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ပါတယ်2026ခုနှစ်ဒီဇန်နဝါရီလ28ရက်နေ့ကတိုက်ပွဲတွေဖော်ဆောင်ခဲ့ပြီးတဲ့နောက်မတ်လ17ရက်နေ့ထိတပ်မတော်ရဲ့တံမြန်ထိုးစစ်ထီးချိုင်မှာ LOC လုံးဝပိတ်ဆို့ခံထားရတာက2024ခုနှစ်ဩဂတ်လတွေကဖြစ်ပါတယ်2024ခုနှစ်ဩဂတ်လ2025ခုနှစ်ဩဂတ်လကနေတစ်နှစ်ကျော်အခုနှစ်နှစ်နီးပါးပြည့်ကန်ဒီအချိန်ထိထီးချိုင်မှာရှိနေတဲ့နေမီကန်တပ်ရင်းတပ်ဖွဲ့တွေအရာရှိစစ်သည်တွေကအင်မတန်မာကျောစွာနဲ့ဖွဲ့စည်းပုံအပြည့်နဲ့အကြမ်းဖက်သမားတို့ရဲ့စစ်ရေးဖော်ဆောင်မှုမှန်သမျှကိုတံမြန်တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ထီးချိုင်မျိုးသိန်းတိုက်ပွဲတကြောပြန်ဖော်ဆောင်တဲ့တတိယအကြိမ်ဖော်ဆောင်မှုဇန်နဝါရီလ28ရက်နေ့မှာလည်းအကြမ်းဖက်သမားတို့ရဲ့ဝင်ရောက်ရာနေရာအဓိကအရင်းမြစ်တွေကိုတိုက်ခိုက်ခဲ့တယ်။တပ်မတော်လေးကလည်းအရင်ထက်ပိုမိုကောင်းမွန်တဲ့ကင်းထောက်မှုတွေတိုက်ခိုက်မှုတွေနဲ့ဒီမတ်လ17ရက်နေ့ကဆိုအလုံးရင်းနဲ့တိုက်ခိုက်ခဲ့တာမတ်လ17ရက်နေ့လေကြောင်းတိုက်ခိုက်မှုမတ်လ23ရက်နေ့လေကြောင်းတိုက်ခိုက်မှုနဲ့မတ်လလာဇန်ကလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒီရွှေဘုံမြကြီးနားလမ်းရဲ့လမ်းဆောင်ကနေဝင်လာတဲ့ကြောက်ကုန်းလမ်းဆောင်ကနေအစင်ချင်းဝင်လာတဲ့ကွမ်းတုံကနေဝင်လာတဲ့ဒီအောင်တာကုန်းအလဲတော်တို့ကြေးရွာတွေကအကြမ်းဖက်သမားတွေစုဖွဲ့နေရတွေကိုကြိုတင်လက်ဦးမှုရယူတိုက်ခိုက်နိုင်ခဲ့တာကြောင့်တတိယအကြိမ်တိုက်ပွဲဖော်ဆောင်တဲ့ဒီထိကျန်မျိုးသိမ်းတိုက်ပွဲမှာလည်းအကြမ်းဖက်သမားတွေလက်လံပြီးတော့ဆုတ်ခွာရတယ်။တကောင်းကနေခံစစ်ပြင်ဆင်ထားတဲ့အကြမ်းဖက်အဖွဲ့တွေကလည်းထိကျန်မျိုးကိုလည်းတိုက်ပွဲမဖော်ဆောင်နိုင်ဘူး။တစ်ဖက်မှာတကောင်းမျိုးလက်မလွတ်ရရေးနဲ့ဒီတကောင်းနီကယ်စက်ရုံပတ်ဝန်းကျင်လက်မလွတ်ရရေးအတွက်အသေးအံခုခံကာကွယ်နေရတာကြောင့်ဒီအရှိတ် AR မြစ်ရဲ့အရှိတ်လမ်းပိုင်းကိုလည်းပိတ်ဆို့နိုင်ခြင်းမရှိဘူး။ဒီလိုအခြေအနေမှာတပ်မတော်စစ်ကြောင်းတွေကလည်းစစ်ဦးဘလူးစီးလာတဲ့အတိုင်းပဲဟန်ချက်ညီစွာနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်တောက်လျှောက်မတ်လ12ရက်နေ့တွေကစတင်ထိုးစစ်ဆင်လာတာအခုမတ်လ25ရက်နေ့ဒီနေ့ဆိုရင်မတ်လ26ရက်နေ့မှာလုံးဝဒီထီးချိုင်မှာရှိနေတဲ့ထီးချိုင်တရားမှာလုံညိုရေးဆောင်ရွက်နေတဲ့လုံညိုရေးတပ်ဖွဲ့ဝင်တွေနဲ့ချိတ်ဆက်နိုင်ခဲ့ပြီဖြစ်ပြီးတော့ဒီနေ့မတ်လ26ရက်နေ့နေ့လယ်ပိုင်းမှာပဲတကောင်းကနေချိတက်လာတဲ့တပ်မတော်စစ်ကြောင်းတွေကထီးချိုင်မျိုးလေးထိပေါင်းစည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ထီးချိုင်မျိုးလေးထိပေါင်းစည်းနိုင်ခဲ့တာရဲ့နောက်ဆက်တွဲကတော့အနောက်ဘက်မှာလိုအပ်တဲ့စစ်ကူတွေပေးပို့နိုင်မဲ့လမ်းကြောင်း LOC လမ်းကြောင်းပွင့်သွားပြီဖြစ်ပြီးတော့တပ်မတော်စစ်ကြောင်းတွေကတစ်ဖက်ကဒီရွှေဘိုးမြကြီးနားလမ်းပိုင်းထိလုံးဝဟန်တားနိုင်တော့